အမခွေးတို့နေလို့ဘာဆေးသုံးရမလဲဒီကိစ္စလည်းခဏခဏကြံပေးနေရတာနော်ခွေးတို့နေရင်ဆိုလို့ရှိရင်ဘာဆေးမှမသုံးနဲ့အိမ်မှာပလာယာရှိရမလားပလာယာနဲ့ခွေးကိုဟောလို့ဆွဲညက်ပြီးဟောလို့ဆွဲဆွဲစားလိုက်အဲ့ဒါဆိုလို့ရှိရင်ခွေးရရှည်လာလိမ့်မယ်နော်ဆေးလည်းသုံးကြမလို့ပတ်စံလည်းမကုန်ဘူးခွေးကိုပလာယာနဲ့ညက်ပြီးဆွဲဆမ်းပါမမခံပြီးွားလားခံပြီးွားရင်ညီမလေးဘလို့နေလဲကောင်းလားကောင်းတာပေါ့ညီမလေးရေအဲ့ဆိုညီမလေးလည်းခံမယ်ဟိုနေ့အောင်အရှိက VPN လေးတော့ထည့်ပြောကြကဲစာရရပြီလားဟုတ်ကဲ့ဟုတ်ပြီဒါဆိုရင်မေးမယ်မေးလိုက်တာနဲ့ခတ်တွတ်ဖြေရမယ်ဟုတ်ဖြေတီဘောမင်းရဲ့မိဖုရားကြီးနာမည်ပါလဲခတ်တွတ်သမီးစစ်နေတော့နဲ့လှီးပါလားဒီတိုင်းလှီးတော့အောက်ကအစင်းရထင်ကုန်မှာပေါ့ဟုတ်အတီးကိုပေါ်မှာထားစစ်နေတော့အောက်မှာထားဘလို့လီးမာလဲဟောစစ်နေတော့လဲလိုက်လေဒီတော့ဒီကောင်းတဲ့အုံတော့တွေထုတ်ပြီးသုံးပါလားဟဲ့ဖေဒီမီကောင်းထားအောင်တော့ထုတ်ပြီးသုံးလိုက်ရင်ဒီမီဒီတော့မှာပေါ့ရှေ့ဒီလောက်ကောင်ကိုဗကံမဲ့ဖျားဖို့ထွက်ကြမယ်နော်ကိုကမှဟိုတယ်ဘုတ်ကင်နဲ့ယူပြီးနှစ်ယောက်ခန်းတစ်ခန်းတယောက်တစ်ခန်းမရဘူးလားဘာလဲချစ်ကကိုကိုမယုံလို့လားကိုချစ်ကိုဘာမှမလုပ်ပါဘူးကွာကိုကိုယုံပါရဲ့ချစ်ကကိုယ့်ကိုမယုံတာမင်းတို့မိန်းမတွေကကွာအမျိုးမျိုးတက်ကိုတက်နိုင်တယ်ဟုတ်တော့ဘာလို့လုံးတော့ဘလောက်ယောက်ျားနဲ့စကားများများရန်ဖြစ်ဖြစ်မလီပတ်စံလေးများရှားလာပြီးရော့လို့ပြီးလိုက်လို့ရှင်ညံ့နာကိုကစပ်ဖေးပြင်းနေ nice ဒီမှာတော်ယောက်ျားတွေကလည်းဘာဖြစ်လို့လဲဘာလို့လို့ဟောဘလောက်ရန်ဖြစ်ဖြစ်ဘလောက်စိတ်ဆိုးဆိုညအိတ်ရဝင်လို့ဂနေပေါ်ရောက်လာပြီဆိုတော့လည်းတော်တို့မျက်နှာလည်းစက်ထဲထဲပဲဟဲ့နင်းစီလာတဲ့ကမနေ့ကညနေရတဲ့ရောက်အောင်ပါလीဘာလို့ဒီမနေ့မှရောက်တော့လမ်းကားပြတ်နေလို့လားညီမလူ90လောက်ရဲ့အသက်ကိုကဲတင်နေရလို့ဟုတ်လားပြောစမ်းမအောင်ညီမစီးလာတဲ့ကားဒရိုင်ဘာသူနဲ့တညလိုက်အိမ်ကားကိုကြောက်ထက်ထိုးချမယ်လို့ပြောတယ်ကားပေါ်မှာလည်းလူ90လောက်ပါတယ်လေမနဲ့မောင်လက်ထပ်ထားတာ3လပဲရှိသေးတယ်ဘလို့ဖြစ်ပြီးမကိုဝင်ရှိနေရလဲ Oh no မောင်ဘလို့စကားပြောလိုက်တာလေမအောင်မယုံတာလားဒါဆိုမောင်ကမမင်းမယ်မောင်ထဲမှာလက်ထပ်ပြီးတာဘယ်လောက်ရှိပြီလဲ3လမောင်ထဲမှာယူပြီးတာရောဘယ်လောက်ရှိပြီလဲ3လရှိပြီလေမောင်ထဲမှာရဲ့အိမ်အောင်တက်တန်ရောဘယ်လောက်ရှိပြီလဲ3လလေကဲအားလုံးပေါင်းတော့ဘယ်နှလလဲအားလုံးပေါင်းလိုက်တော့9လဟုတ်လားအဲ့ဆိုလို့ပြီးရောTV ရောက်ဘူးလား ATV တော့မသွားဘူးတရားစခန်းတော့သွားတယ်အဲ့ဒီဆိုင်ပုတ်ကြီးကိုမြင်နေကခေါင်းမူလို့အဲ့လိုနေရအောင်မသွားဘူးအန်တီလည်းအဲ့လိုနေရအောင်အားမပေးဘူးလူငယ်တွေကိုနည်းနည်းပြောပြပါအောင်။အခုခေတ်လူငယ်တွေ ATV တွေဘားတွေကလတ်တွေသွားရင်ဒီဘဝမှာတော့တခဏပျော်ပြီးတော့သေလွန်သွားတဲ့အချာကျရင်ငရဲပြီကိုတန်းသွားမှာလို့မကြောက်ကြရင်တော့ဆက်သွားကြပါလို့ကိုကိုတဲဟုတ်ချင်းကျုပ်ဝယ်ပေးပါလားဟာတဲရလေကျုပ်ကဈေးကြီးရကိုပဲစားငယ်ချင်းငါတစ်တော့ဆိုတာလိုက်လည်းမရဘူးလည်းမတက်လို့ငါကူညီပါအောင်ဟာနေကမျက်နှာပဲတင်းစော်နေတာကိုလုံးဖော်စော့ကိုလုံးဒီစော့ရမယ်ဆိုမစော်ရဲပါဘူးဟဲအဲ့လိုမဟုတ်ဘူးလေဟာငါပြောတဲ့အတိတ်ပဲကကိုနဲ့လိုက်ဖက်မဲ့အဝတ်စားလေးကိုစင်မြန်းမိန်းကလေးတို့အမူအရာလေးနဲ့တွားဟန်လာဟန်ပြောဟန်ဆိုဟန်လေးတွေနဲ့ပေါင်းစည်းလိုက်ရင်အမြင်ဆန်းတော့
ဖင်မယန်းလည်းအသေးရပါတယ်ဟာ ငါကြဖင်မယန်းခိုင်မှုနင်ကအရင်ဖင်ရမ်းနေပြီ ဟဲ့မီးရဲ့နင်းယောက်ျားမဲငယ်တွေထားတာနင်မသိဘူးလား တိတာပဲ ဟာသိတဲ့ကိစ္စကိုနင်ဘာမှမပြောဘူးလား မပြောငါတတ်တာတယ် အယောဒီမှာ ဟဲ့အောင်ကြီးနေရက်ဘယ်လောက်ရှိလဲ 9ပေနဲ့6လက်မအရက်က9ပေ6လက်မကတော့ အဲ့ဘာတော့ အရက်ပဲလေနည်းနည်းလေးအစွန်းထွက် အရင်ကယောက်ျားလေးရောမိန်းကလေးရောနှကမ်းမွေးရှိတယ်ပြောတယ်ဒါနဲ့တရားမင်းကလှမ်းကြည့်လိုက်တော့မိန်းကလေးတွေစီမနှကမ်းမွေးနဲ့ကြည့်မကောင်းပါဘူးဆိုတခါတည်းမိုးကြိုးနဲ့ပြစ်ချလိုက်တာဂျိုင်းဆိုတဲ့အတန်နဲ့အတူမိန်းကလေးတွေစီကနှကမ်းမွေးတစ်ချမ်းဂျိုင်းကိုရောက်သွားပါတယ်ပြောတယ်ဒါနဲ့နောက်တစ်ချမ်းကြံတာကိုဆက်ပြီးပြစ်မယ်လို့တော့တရားမင်းရဲ့မိန်းမကပြောတယ်မောင်ရဲ့တဲ့ညမတခါမှမပြစ်ဘူးလို့ပြစ်ကြည့်ပါရစေဆိုပြီးမပြစ်တဲ့ပြစ်တဲ့နဲ့ယူပြစ်လိုက်တာဒိုင်းလို့မမီဘဲနဲ့ဖောက်ဆိုမီပြီးတော့နှကမ်းမွေးတစ်ချမ်းဘယ်ဝင်သွားမှမသိဘူးအခုတတိရှာမတွေ့ဘူးပြောတယ် ဆရာနေ့ကဆရာပေးလိုက်တဲ့တားတီတက်လိုက်တာကျမရင်နေတုံပြီးခေါင်းနဲ့ရမ်းမှုနေတယ်ဆရာရဲ့ Oh no ခမကျွန်တော်ပေးလိုက်တဲ့ဆေးညိုနိုင်မတော့ဘူးလား ဟော တောက်တာပေါ့ဆရာရဲ့ဆရာတစ်ချိန်တစ်လုံးဆိုလို့ကျမ10ချိန်ဆိုတော့10လုံးတောက်လိုက်တယ်ဆရာ ငငယ်ချင်းငါအသေးကွက်နေလို့ငါကိုကူညီပါဦး နင်ကရီးစားနဲ့ပြက်လို့အသေးခွဲတာလားငါနဲ့တွဲလိုက်အားလုံးအဆင်ပြေစီရမယ် ရီးစားနဲ့ကမပြတ်ဘူးပတ်စံပြတ်လို့အသေးကွက်တာနင်ကငါ့ကိုပတ်စံချီ အယောဒီမှာ အချင်းကိုတို့ရွာရောက်လို့ရှိရင်အမှန်တွေတိတ်မပြောနဲ့နော်မှန်တာပြောလို့ရွာပြင်ထုတ်ခံတယ်ဆိုတဲ့စကားပုံကြားဖို့တယ်မဟုတ်လားအချင်း ကြောက်ဖို့တယ်ကို အေးအဲ့လိုပဲကိုတို့ရွာမှာဆိုမှန်တာပြောလို့ရွာပြင်ထုတ်ထားတယ်လို့မနေတော့ဘူးနော် ဒါဆိုကိုတို့ရွာကလူလိန်လူညာတွေပဲရှိတာပေါ့ ဟဲ့တလောင်းသား ဘာလဲကောင်မ မနေ့ကဘယ်မှာတွေ့မှလဲသိချင်းစိုး တွေးနေကြအေးဆိုင်မှာပဲမတမ်းမ ဒါဆိုချစ်လာသိလား ချစ်တာပေါ်တင်တာမရဲ့ ဆရာကမွေးလူနာဆိုရင်အနာကိုမကြည့်ပဲဘယ်နဲ့ချက်ချုပ်လို့ပြောလိုက်ရင်ကွက်တီပဲအဲ့ဒါဘလို့သိရလဲ ဟာတွေးစုမဟုတ်ပါဘူးဆရာမရဲ့လူနာရဲ့ပါဇက်ကိုကြည့်ပြီးပြောလိုက်တာ မင်းစကားပြောရင်အမေကိုထိထဲမပြောနဲ့ကွာအမေဆိုတာငါ့ကိုနိုးကြိုတိုက်ကြခဲ့တဲ့ကျေးဇူးရှင်ကွာ ဟုတ်လားရှင့်အမေကရှင့်ကိုမွေးပြီးဘယ်နှစ်နိုးချိုတိုက်ကျွေးခဲ့ရလဲ 3နှစ်လေဘာဖြစ်လို့လဲ ရှင်းနဲ့ကျမအိမ်အောင်တက်တန်းရောဘယ်နှစ်ရှိပြီလဲ ဟော4နှစ်လေ အဲ့ဒါဆိုရှင်စဉ်းစားကြည့်လေဘယ်သူကကျေးဇူးပို့ကြီးလဲ nice ဆွဲဆောင်မှုရှိတဲ့အမျိုးသားတယောက်ရဲ့မူရာတွေကိုတရုပ်ဆောင်ပြမယ်အဝေးကိုမျှော်ကြည့်လိုက်ပါဖြည်းဖြည်းချင်းပြန်လဲလာပြီးတော့ကင်မရာကိုကြည့်လိုက်မယ်ရည်သက်တဲ့အပြုံးလေးပြုံးပြီးမျက်လွှာလေးကိုအောက်ချလိုက်အဲ့ဒီအပြုံးလေးနဲ့ပဲမျက်လုံးကိုလှမ်းပြီးကြည့်လိုက်မယ်ကောင်မလေးကြည့်နေလှမ်းခေါ်လိုက်မယ်ဒါပေမဲ့မသိရအောင်ဆောင်ပြီးတော့ကိုယ့်အကိုတယောက်တည်းကြိတ်ယူလိုက်မယ်ပြီးရင်ကိုမဟုတ်တယ်လို့အမူအရာလုပ်ပြီးတော့ကောင်မလေးကိုဆူဆူရဲရဲကြည့်ပြီးအနမ်းလေးတစ်ပွင့်ပေးလိုက်မယ်အနမ်းတစ်ပွင့်နဲ့မရရင်နောက်တစ်ပွင့်ထပ်ပေးလိုက်ကွာအနမ်းနဲ့မလုံလောက်တော့ရင်ရှာလေးကိုထုတ်ပြီးပြောင်ပြလိုက်အဲ့ဒါမှမရရင်နှာခေါင်းလေးကိုပွားပြီးတော့မျက်လုံးနဲ့ရှာလေးကိုကစားပြလိုက်တော့အဝေးကိုပြန်မျှော်ကြည့်လိုက်မယ်ပြီးရင်မျက်လုံးကဖြည်းဖြည်းချင်းဒီဘက်ကိုပြန်လဲလာအောက်ကိုကြည့်အပေါ်ကိုကြည့်အောက်ကိုပြန်ကြည့်အပေါ်ကိုကြည့်ပြီးတော့မျက်မှောင်လေးကိုကျုံပြီးတော့ပါးစပ်ကနေတခွန်းနဲ့ပြောလိုက်တော့စိတ်ပိုင်ဖုံးဆက်လိုက် မစားကြဘူးတစည်းမှမစားကြမစားကြဘူးမစားကြပါဘူးဆို နင်ဘလူခွန်ကျွေးတယ်လဲကောကိုစားပြီးတော့ ဟာတိတော့ဆောင်းနေနင်းကျွေးတယ်လို့ပါတော့ဘာလဲလားရှုံမှာအာနင်းကျွေးတယ်ပုံစံ ကိုကြီးစူပါကော်ဖီထုတ်ဘယ်လောက်လဲ ရေးရပါညီမလေး ဈေးကလည်းကြီးလိုက်တာ ဟောမကြီးပါဘူးကိုရိုးဆန်အမြန်များများတင်ပြီးမရောပါဘူး ဒီကတော့ရှော့ပါအောင် အဲ့ဆိုလဲရှော့လိုက်မယ်ကွာကဲအရင်တိုင်းပဲယူသွားလိုက်နော် အရင်တိုင်းဘယ်လောက်လဲ ကိုကြီးကဖင်ခံပြီးဝယ်လာတာ နေကြကြီးကအိမ်တော်မပြုတ်တော့ဘူးလား နင်မကြားဘူးလားမိမဆိုတာမရှိမကောင်းရှိမကောင်းမပေါင်းလဲခက်ပေါင်းလဲခက်တဲ့ nice အဲ့လိုလည်းမဟုတ်ပါဘူးဂျာကြီးရဲ့ မရှိပြန်တော့လဲ လက်ညောင်းတာပေါ့ဂျာကြီးရဲ့ ရှိပြန်တော့လဲ ခါညောင်းတာပေါ့ ဟဲ့ချမ်းမ
ဘာလဲငါဆို နင်စစ်ရှိပလက်ကားရယူမလား ဟဲ့နေမိုက်ရိုင်းလိုက်လား ဟဲ့ဘာဖြစ်လို့လဲ ဒါမျိုးဖုန်းဆက်ပြောစရာလားမตายရဲ့ ယူဘူးလားအဆို Messenger ကနေပို့လိုက် နေမမတွေကိုကြိုက်လားညီမလေးတွေကိုကြိုက်လား မမတော့ ဘာလို့မမတွေကိုကြိုက်လား ဝင်းရှင်တော့ ဟဲ့ ဟဲ့ငါနေကိုချစ်နေတာကြားပါရင်ငါငါ့ကိုပြန်ချစ်ပါလား ငါနေကိုမချစ်နိုင်ဘူး ဟောဘာဖြစ်လို့လဲဟာငါမှဘာချွေးချက်တွေရှိလို့ နင့်နာမည်က အသေးလေး နင့်နာမည်ကြားလိုက်ရစိတ်ကိုမဝင်စားလား ကိုတင်းနဲ့သုံးနဲ့ပေါင်းတော့ဘယ်လောက် ဟောတင်းနဲ့သုံးနဲ့ပေါင်းလေးလေ လေး အေး ကိုပြောနင့်နဲ့ပေါင်းတော့လေးဆို အေးလေနှစ်နဲ့ပေါင်းနဲ့လေးပဲတင်းနဲ့သုံးနဲ့ပေါင်းနဲ့လေးပဲ မိမဟိုးချောင်အပြိုကြီးတယောက်ကဝဲလိုက်ပြီလို့ကြား အဲ့ဘာလို့ရမှာ မိမပဲအဲ့ချန်ကြီးဖြီးပေါင်းဝင်မှာလို့ ဖြီးမတို့အားယောက်ျားရဲ့ အဲ့ချန်ကြီးကိုမိမပန်အောင်ယောက်ျားလုပ်ပြ အမေရှိမှမလည်းဗျာရှိလို့ပြောနေတာ အဲ့ပြိုကြီးကိုယောက်ျားယူလိုက်မယ်လေ ဟယ်လို ကိုကိုအိမ်မှာဖေတော့မေတော့မရှိဘူးတိလား ဟုတ်လားအပြင်ထွက်ပြီးသွားရှာကြည့်လေ ဘယ်သူမှလည်းမရှိဘူးတိလား ကိုမအားသေးဘူးလို့ လာခဲ့ပါကိုကိုရဲ့ပူစီလေးလည်းစားနေပြီနော် ငါ6လေးပါလေးရှိရင်ထွေးထားလိုက်လေပူစီလေးတနာပါတယ် ဟယ်လိုမကိုကိုတလောက်ပြောနေတာတဘောမပေါက်ဘူး ပေါက်တယ်ဟဲ့မသားမရဲ့ဝါဖန်းတို့မှတီးလို့တမင်မလာတာ ဒီရွယ်ကွာရ အယောဒီမှာ